ရွှေလုံးတော့ကြိုက်ရွှေလုံးတော့ဟန်နေတော့ကြိုက်ဟုတ်တယ်ဒီမှာစားကြင်လားဟောစားကြင်ဟန်နေရောအေးဘယ်လိုဖြစ်တာရမ်းဖြစ်ဖောက်ပြရတော့ဒီဖောက်ပြရမှာနိုင်တော့မကုန်သေးဘူးဒီဘောပဲထပ်ကျွေးမယ်နော်ဒီအဲ့မှာအကုန်စားလို့ရအောင် noတိတ်ဖောက်တာအဆင်မပြေလို့ကြာပတိလေးနဲ့ဖြစ်တာဒီမှာပါ original ဒီတိုင်းဒါတော့ပါရှန်နေတော့ပါသူတို့ကတွေးဝမ်းသွားနေတွေးဝမ်းသွားတာမဟုတ်ဝမ်းသွားတဲ့အခါနောက်ဆုံးမှတွေးဆက်ကြတာတွေးပါတာပေါ့နော်အခုတော့တော်တော်တက်တာဒီဟာနဲ့အရင်ကူရတယ်ဒီဟာနဲ့အရင်ကူရတယ်ရင်ကူပြီးတော့ဒီဟာလေးကလည်းသူတို့ကကောင်းတယ်ဆိုလို့လေGI နဲ့ urinary care ဆိုတော့ဒါလေးကလည်းသူတို့တက်တာတယ်ဒါလေးစားရင်လည်းတွေးပါတာတော်တော်တက်တာတယ်ပေါ့နော်အရင်ဆိုရင်ခဏဆေးထိုးပေးနေရအခုတော့ဒီစာတွေကျွေးတာဆေးထိုးစရာမလိုတော့အဲကြောင့်ဒီစာတွေကိုပဲစုပြီးဝယ်နေရတယ်ဒါတော့ဒီတစ်ခေါက်ညီမလေးနဲ့ပဲမှားလိုက်တာစင်ကာပူကပဲသူ့စီမှာဈေးတက်တာတယ်ဒီမှာဒါဈေးကြည့်တာဒါလေးတွေကတော့3100နဲ့တော်တော်များများဒါတွေ3100နဲ့ပဲရောင်းမြင်ရတဲ့စီရပဲမှားလိုက်တော့တယ်စားပြီးသားပြရတယ်မှာနော်ဝင်ပုံးနေမှာဟန်နီအခုရှိလို့နေရလူအောင်မလားရွှေလုံးလေးကတော့တိခန့်ရှာတယ်သူကအရင်ရောက်ပြီမှာသူကတိခန့်တယ်ဒီမနေ့မျက်နှာမသိရသေးအဲ့ဒါမနေ့ကမနေ့တစ်ခါနေ့လည်းတစ်ခါညတစ်ခါတစ်ပေးထားတာဒါဒီမနေ့ရုပ်တိုင်းတဒီလားနော်ကြည့်လိုက်ပါဦးမျက်နှာအမြဲတမ်းမျက်ရည်ထွက်နေတာဒီတိုင်းသိနေရတော့ဒီစာတုပ်တွေလို့အမြဲတမ်းအများကြီးဝင်ကြပါစေလို့ရောင်းတဲ့လူတွေလည်းရောင်းကောင်းကြပါစေလို့အဲ့ဒါမှဝယ်ပြီးကျွေးမဲ့လူတွေကလည်းအဆင်ပြေပြေဝယ်ကျွေးနိုင်မှာရောင်းလေးတွေလည်းအစာတွေကောင်းကောင်းကိုမြန်မြန်စားနိုင်ကြပါစေလို့